အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မစ္စရိယတရား၅ပါးတဲ့ကနံပါတ်5ဖြစ်တဲ့ဓမ္မမစ္စရိယအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်မစ္စရိယဆိုတာကြတော့အားလုံးသိထားကြတဲ့အတိုင်းပါပဲဝန်တိုမှုသဘောကိုမစ္စရိယလို့ခေါ်ပါတယ်ဓမ္မအရာကြတော့ပရိယတ္တိဓမ္မနဲ့ပฏิပတ်တိဓမ္မနှစ်ပါးကိုရပါတယ်မိမိတတ္တိတော်တရားအတ္တပညာဝန်တိုမှုသဘောကိုဓမ္မမစ္စရိယလို့ခေါ်ပါတယ်ဓမ္မမစ္စရိယရှိတဲ့ပုဂ္ဂိုလ်ဒီမိမိတတ္တိတော်အတ္တပညာစာပေပညာလက်မှုပညာနှုတ်မှုပညာများကိုတခြားသောသူတွေကိုမတတ်စေခြင်းတဲ့သဘောပါအကယ်၍အတ္တပညာကိုလိုလားလို့မေးလာရင်တော့ကောင်းကောင်းမွန်မွန်မဖြေဘူးကောင်းကောင်းမွန်မွန်မပြောပါဘူးအတ္တပညာသင်ပေးတဲ့အခါမှာလည်းပဲငါလိုတတ်သွားမှဆို၍အတ္တပညာကိုမသင်ပေးခြင်းပါဘူးဒါကဓမ္မမစ္စရိယဖြစ်ပုံကိုပြောပြပေးခဲ့တာပါစာပေကျမ်းဂန်တမြောက်ပြီးနောက်ထိုစာပေကျမ်းဂန်ကိုမတရားသုံးစွဲမဲ့သူတာရဏတော်ကိုဖျက်ဆီးမဲ့သူတွေကိုမပြောပြခြင်းတာမတင်ပေးတာမတတ်စေခြင်းတာကြတော့ဓမ္မမစ္စရိယမဖြစ်ပါဘူးဓမ္မမစ္စရိယအာကြည့်တဲ့ပုဂ္ဂိုလ်ကကိုယ်ကိုကြတော့ချီးမွမ်းပြောဆိုလေးရှိပြီးတပါးတော်သူတွေရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းပြောဆိုလေးမရှိပါဘူးပါဠိကဒီလိုလာတယ်အတ္တနောဝဝန္နံဝန္နေတိအတ္တနောဝမိမိဣဒာလည်းရင်ဝန္နံဂုံကျေးဇူးကိုဝန္နေတိချီးမွမ်း၏ပရိတံဝန္နေနဝန္နေတိပရိတံသူတစ်ပါးတို့၏ဝန္နေဂုံကျေးဇူးတို့ကိုနဝန္နေတိမချီးမွမ်းဒါကတော့ဓမ္မမစ္စရိယဖြစ်ပုံမဖြစ်ပုံတို့ကိုပြောပြပေးကြတာဖြစ်ပါတယ်နောက်ထပ်ဓမ္မမစ္စရိယအပြစ်တွေကဘာတွေလဲဒုဗ္ဗံနောစေဝဧလမုဂောဇဟောတိဒုဗ္ဗံနောစေဝအစင်မလတိ၎င်းဧလမုဂောဇအယိအယိယိုသောကတွင်ရှိသည်၎င်းဟောတိဖြစ်၏ဓမ္မမစ္စရိယအာကြည့်တဲ့ပုဂ္ဂိုလ်ကရုပ်အစင်းအင်္ဂါလည်းမလတလို့ပါဇက်ကအယိတရွယ်ရွယ်နဲ့ကြာရပါတယ်ဓမ္မမစ္စရိယကြောင့်ငရဲကြမယ်ဆိုရင်ပြဘူးငရဲမှာဖြစ်ရပါတယ်ဓမ္မမစ္စရိယေနကုက္ကုတနိလယေနိဗ္ဗတတိဓမ္မမစ္စရိယေနဓမ္မမစ္စရိယဖြင့်ကုက္ကုတနိလယေပြဘူးငရဲ၌ဝါဥဒ္ဒတငရဲ၌နိဗ္ဗတတိဖြစ်ရ၏ဒါကတော့မစ္စရိယတရား၅ပါးကိုတပါးချင်းစီအသေးစိတ်ပြောပြပေးကြတာဖြစ်ပါတယ်နောက်ထပ်မစ္စရိယဖြစ်ပုံကိုပြောပြပေးမှာဖြစ်ပါတယ်မစ္စရိယဖြစ်ပုံကတော့2မျိုး2စားရှိပါတယ်အဲ့ဒီ2မျိုး2စားကဘယ်လိုလဲဆိုတော့ကြမ်းကြမ်းထန်းထန်းဖြစ်တဲ့မစ္စရိယရဲ့နုနုလေးနဲ့ရင်ကြည်ကြည်ဖြစ်တဲ့မစ္စရိယဆိုပြီးတော့2မျိုးရှိပါတယ်နုနုညံ့ညံ့ဖြစ်တဲ့မစ္စရိယရဲ့သဘောကမိမိရဲ့ပစ္စည်းတွေကိုသူတစ်ပါးကိုမပေးခြင်းတဲ့သဘောပါအဲ့ဒါကိုနုညံ့တဲ့မစ္စရိယလို့ခေါ်ပါတယ်ပါဠိလိုကြတော့ဝေဝိဆာလို့ခေါ်ပါတယ်ကြမ်းတမ်းတဲ့မစ္စရိယရဲ့သဘောကမိမိပစ္စည်းကိုလည်းသူတစ်ပါးကိုမပေးခြင်းဘူးသူတစ်ပါးတွေပေးနေတာကိုလည်းမပေးကြနဲ့လို့တွားပြီးတော့မှပိတ်ပင်ပါတယ်အဲ့ဒါကြမ်းတမ်းတဲ့မစ္စရိယရဲ့သဘောပါပါဠိလိုကြတော့ကတရိယလို့ခေါ်ပါတယ်မစ္စရိယအာကြည့်တဲ့ပုဂ္ဂိုလ်ဟာအဲ့လိုမျိုးတောင်းတဲ့ပုဂ္ဂိုလ်တွေအလူခံတဲ့ပုဂ္ဂိုလ်တွေတွေ့ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေကိုမြင်ပြီးတော့မှမျက်စိစတတ်တယ်ဘလို့မျက်စိစတတ်လဲဆိုရင်မျက်စိလဲကိုအမိုက်ဝင်တကဲ့လို့တဲ့မိမိရဲ့စိတ်ထဲမှာတွန့်တိုစေပါတယ်တဲ့ပါဠိကမစ္စရိယပုဂ္ဂလတစိတ်တံတင်ကုစတိမစ္စရိယပုဂ္ဂလတမစ္စရိယအာကြည့်သောပုဂ္ဂိုလ်ဤစိတ်တံစိတ်တီတင်ကုစတိတွန့်တို၏စိတ်တင်တွန့်တိုတာမဟုတ်ပါဘူးခန္ဓာကိုယ်ပါတွန့်တိုတတ်ပါတယ်တဲ့ကာယောဘိတထေဝတင်ကုစတိကာယောဘိကိုဒီလီတထေဝထိုစိတ်တူတာလည်းတင်ကုစတိတွန့်တိုတတ်၏စိတ်တွန့်တိုတယ်ခန္ဓာကိုယ်တွန့်တိုတယ်ဆိုတာအလူခံတဲ့ပုံကိုယ်တွေတောင်းရတဲ့ပုံကိုယ်တွေနဲ့တွေ့ပြီဆိုရင်မျက်နာမကြည်မတာဖြစ်ခြင်းဆောက်ကြီးအောင်ကြီးစကားပြောခြင်းဒီတုံတုံလှုပ်ပြခြင်းအဲ့ဒါဟာစိတ်တွန့်တိုခန္ဓာကိုယ်တွန့်တိုတယ်လို့ဆိုပါတယ်မစ္စရိယအာကြည့်တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ပစ္စည်းကိုကြတော့သူများကိုမပေးခြင်းဘူးသူများပစ္စည်းကိုကြတော့လိုချင်တတ်တဲ့သဘောပါဒါကတော့မစ္စရိယတရား၅ပါးနဲ့တကွာမစ္စရိယတရားဖြစ်ပုံတို့ကိုပြောပြပေးကြတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာကြတော့အာဂါတယဉ်ညိုးဖွဲ့ရခြင်းအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်သိချင်တယ်ဆိုရင်တော့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်